Hello အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကျွန်တော်ဒီနေ့ဝင်နေဖြစ်ပါတယ်ညကဒီ Arsenal နဲ့ Newcastle တို့ 1-0 ဆိုတဲ့ရလက်ပွဲပြီးမှအာတီတာကိုသတင်းတောက်တွေမေးထားတာနဲ့အာတီတာဖြေထားတာကိုကျွန်တော်ဒီမြန်မာလိုဘာသာပြန်ပြီးမှဖြစ်ပါတယ် Okay let's go သတင်းတောက်ကကစားသမားတွေရဲ့ဒဏ်ရာအခြေအနေဘယ်လိုရှိလဲဘယ်လောက်ထိဆိုးရလဲခင်ဗျနိုင်ပွဲရလို့တကယ်ဝမ်းသာပါတယ်ပထမပွဲကဘလောက်ရေးကြီးလဲဆိုတော့ကျွန်တော်တို့ပြောခဲ့ပြီးသားပါတချို့အခွင့်အရေးတွေမှာဂိုးပြောင်းသွင်းထားတင်ပေမဲ့တကူကိုမရှိဖြစ်တဲ့အခါအမြဲတမ်းခက်ခဲပါတယ်ဒဏ်ရာနဲ့ပတ်သက်လို့ကတော့သူတို့နှစ်ယောက်လုံးကကြွက်သားနည်းနည်းတော့နာသွားတယ်ဗျတိတ်တော့မဆိုးလောက်ဘူးထင်ပါတယ်ဗုဒ္ဓနေ့ပွဲမှာပါနိုင်မလားဆိုတော့စောင့်ကြည့်ရအောင်ပါဒဏ်ရာဖြစ်တဲ့လူကဘယ်သူလဲဆိုတော့ကျွန်တော်ဒီကိုင်ဟာဗတ်နဲ့ဘူကွေဆာကာတို့ဖြစ်ပါတယ်အခုလို့စိတ်ဖိစီးမှုများတဲ့ပွဲမျိုးကိုနောက်ထပ်၄ပွဲလောက်ဆက်တိုက်ရင်ဆိုင်နိုင်ပါမလားဗျရင်ဆိုင်နိုင်တာပေါ့ပွဲပေါင်း90တော့ကစားနိုင်ပါသေးတယ်အခုလည်းကျွန်တော်ရောက်တဲ့နေရာရောက်နေတာပါပဲနှစ်ပေါင်း22နှစ်ကြာမှဖလားပြန်ရဖို့ကြိုးစားနေတယ်ဆိုတော့ဒီလန်းကပန်းခင်းလန်းဖြစ်နေမှာတော့မဟုတ်ဘူးလေကျွန်တော်အဆင်သင့်ပါပဲဂိုးဒီများကြီးသွင်းဖို့ဖိအားတွေရှိနေပေမဲ့ဒီနေ့ပွဲမှာပရီးမီးယားလိမှာနိုင်ဖို့ခက်ခဲရှင်ပြန်ရတယ်ဆိုတာပြသလိုက်တာပါပဲလားဟုတ်ပါတယ်ဒီလိမှာနိုင်ဖို့တကယ်မလွယ်ပါဘူးအခုရလာတဲ့အမှတ်တွေကအရင်နှစ်တွေနဲ့ရှင်ရင်မတူတော့ပါဘူးဗျဘာလို့လဲဆိုတော့ပြိုင်ဆိုင်မှုကအရန်ပြင်းထန်လို့ပါဒုတိယကိုသွင်းဖို့အားလုံးကိုမှားထားပေမဲ့အဆုံးသတ်မှာတိတ်ထိမြောက်ခဲ့တဲ့အခါကျန်တဲ့နီလန်းတွေနဲ့နိုင်အောင်ကစားခဲ့ရတာပါဂျီရူးပြန်လာတာကိုမြင်ရတာဘယ်လောက်ထိအရေးပါလဲဗျရက်ကောင်းပါတယ်သူဝင်လာတဲ့မိနစ်တွေမှာအသင်းပေါ်တက်ရောက်မှုအများကြီးရှိနေပါတယ်သူကအရန်လန်းဆိုင်ပြီးထပ်မြက်နေတော့မှာပဲသူကွင်းထဲဝင်လာရင်အသင်းရောကွင်းထဲကပိတ်သက်တွေပါအားတက်သွားတာတကယ်ကိုဝန်တာကြပါကျွန်တော်တို့တကယ်သူ့ကိုလိုအပ်တာပါသူ့ကိုစက်တိုက်သုံးသွားမှာလားဒါမှမဟုတ်ပွဲစဉ်အလိုက်ထိန်းသိမ်းသွားမှာလားဗျမနေ့ပြန်သူဘယ်လိုနေလဲရင်ကြည့်ရမှာပေါ့ဒါပေမဲ့သူကိုယ်တိုင်ကတော့ကစားခြင်းစိတ်အပြည့်ပဲအခုကယာတီရဲ့အကောင်းဆုံးအချိန်ကိုရောက်နေပြီလေဒီနိုင်ပွဲကမက်ဆီတီကိုဖိအားပြန်ပေးနိုင်လို့ပို့ပြီးအဓိပ္ပာယ်ရှိလားခင်ဗျကျွန်တော်လုံနိုင်နိုင်ကိုအာယုံစိုက်ပါတယ်ဒီပွဲကိုနိုင်အောင်ကစားဖို့ပဲဆွေးနွေးခဲ့ကြတာပါဂိုးပြတ်ခြင်းပေမဲ့မဖြစ်လာတဲ့အခါဒီကလုတ်ဖြစ်တဲ့နိုင်ပွဲရအောင်တော့လုံနိုင်ခဲ့ပါတယ်ကွင်းမေးကနေကြည့်နေရတဲ့ခံစားချက်ကဘယ်လိုရှိလဲဗျကစားသမားတွေနဲ့အတူလိုက်ကစားနေတယ်လို့ပါပဲသူတို့ဘယ်လောက်ကြိုးစားနေတယ်လဲဘယ်လောက်နိုင်ချင်နေလဲဆိုတာကျွန်တော်သိတာဟုတ်တချို့အဆုံးဖြတ်တွေကကိုယ်ဘက်မပါတဲ့အခါသူတို့စိတ်ထဲမကြအောင်ကျွန်တော်ရဲ့အင်အားတွေကိုသူတို့စီရောက်အောင်ပေးဖို့ကူညီပေးဖြစ်တယ်ဗျတန်ဘက်ကစားသမားအနီကပ်ပြခံရတင်တယ်လို့ထင်ပါလားခင်ဗျကျွန်တော်ဗီဒီယိုကို10ခေါက်လောက်ပြန်ကြည့်ဖြစ်တယ်ဒါဟာအနီကပ်တကယ်ဖြစ်ရတင်တာမှာဘလုံးကစားဘူးတဲ့သူတိုင်းသိပါတယ်မက်ဆီတီနဲ့ပွဲတုန်းကကိုင်ဟာဗက်ကိုဖျက်တာလည်းအနီကပ်ပဲအဲ့လိုဆုံးဖြတ်ချက်တွေသာမှန်ခဲ့ရင်အခုလိုအခြေအနေမျိုးကတမျိုးဖြစ်နေလောက်တယ်ဗျတောက်ကန်ဘောတွေကိုတိုလေးတွေပဲကစားသွားတာနဲ့ပတ်သက်ပြီးတော့တဲ့ဘက်ကလူကောင်ထွားပြီးခန်းစစ်ကောင်တဲ့အခါတခြားနည်းလဲရှာရပါတယ်ပရိသတ်တွေကတော့ဓာတ်ရိုက်ကန်တာကိုပိုလိုချင်ကြပေမဲ့ကျွန်တော်ကစားသမားတွေကဖိအားတွေကြားထဲမှာနီးပြူဟာအတိုင်းရေးဝဆုံးဖြတ်ချက်ချပြီးကစားတာကိုရန်သဘောကျတယ်အဲ့ဒါကျွန်တော်လိုချင်ဆုံးအချက်ပါပဲကိုင်ဟာဗက်ရဲ့အခြေအနေကိုပြပြပြပါဦးသူလည်းနည်းနည်းနာသွားတာပါတိတ်တော့မပြင်းထန်လို့သူကပြောပါတယ်ဒါပေမဲ့တိကျအောင်တော့စစ်စစ်မှုလုပ်ပြီးမှပဲသိမှာပါလေဟုတ်ကဲ့ကျေးဇူးပါ